တက်စရိုနီနဲ့10မိနစ်ကို8ချက်အထိုးခံရတယ်ဆိုတဲ့သဘောပဲ။ Van ရဲ့လက်သီးပြင်းအားက1500နျူတန်ကနေ2500နျူတန်ထိရှိပြီးထိချက်မှန်မှန်နဲ့အားအပြင်းဆုံးအချိန်ဆို3000နျူတန်ထိထွက်တယ်လို့ CBS Sport မှာဖော်ပြထားပါတယ်။ဒါကအနည်းဆုံးဥမာပေးရရင်လူတစ်ယောက်အားပြင်းနဲ့အဝေးကပြေးလာပြီးကားကိုကန်တာထက်ပြင်းနိုင်တယ်။ Baseball တုတ်တန်နဲ့ရိုက်တဲ့အားလို့ပြင်းထန်ပါတယ်။နောက်ပြီးကျွန်တော်အရင်ကပြောဥပါတယ်။ Van ရဲ့လက်သီးကအလေးလွတ်နေတယ်။ Van ကလက်တံတိုးပြီးမဲ့ထိချက်ကောင်းထိုးနိုင်တယ်။ Van ရဲ့လက်သီးကလေးလွတ်မရှိတော့ပါပဲ။မကန်းတဲ့ဘယ်တော့မှမထိုးသလိုထိုးလိုက်တဲ့လက်သီးကလေးထဲမှာဒါမှမဟုတ်တစ်ဖက်ကစားသမားရဲ့မျက်နှာကိုအနှဲငယ်ပဲထိပြီးထိရောက်မှုသိမရှိပဲပြန်ရုပ်လိုက်ရတာမျိုးတော့မှဒီပါမရှိဘူး။သူ့ရဲ့ထိုးချက်တိုင်းကတိကျပြီးထိထိရောက်ရောက်ကိုထိုးနိုင်တယ်။ Van ရဲ့လက်သီးကမြန်လုံးမြင်ပြီးအရန်မြန်ပါတယ်။ Van ရဲ့ထိုးချက်က short combat ဖြစ်တယ်။လက်ပြန်ဆုပ်လာမြန်တယ်။ hip rotation မြန်တယ်။ shoulder snap ကောင်းတဲ့အတွက် impact ကတူတူနဲ့ပြင်းတယ်။လူတော်တော်များက power ဆို body size ပဲထင်ကြပေမဲ့တကယ်တမ်း punch speed မြန်ရင် force တက်လာတယ်ဆိုတာကိုလည်းသိထားဖို့လိုမယ်။နောက်ပြီး Van ရဲ့လက်သီးချက်ကတိကျမှုအရန်ကောင်းတယ်။ထိကျင်အထိ random လွှဲချက်မျိုးနဲ့ထိုးနေရမျိုးမဟုတ်။သူတက်ကတ်ထိုးလေးရှိတဲ့နေရာတွေရှိတယ်။မေးရိုနားရဲ့ဘေးနေရာ temple လို့ balance ပြတ်လွယ်တဲ့နေရာတွေကိုတက်ကတ်ထားပြီးထိုးတယ်။ဒါကြောင့်တိတ်မကြီးတဲ့ထိုးချက်တော့ထိချက်သာမှန်သွားရင်အရန်ထိ။ Van ကဒီပွဲကိုစိတ်ပိုင်းရောရုပ်ပိုင်းရောနီးစနစ်ပိုင်းရောအနိုင်ယူပြခဲ့တာပါ။လက်သီးနဲ့ထိုးရဲဆိုတာစိတ်တူလွယ်တယ်။သူ့ကိုချန်ပီယံစစ်မဟုတ်ဘူးလို့ပြောတာလေစိတ်တူချင်းကြပါပဲ။ဒါပေမဲ့ဒေါသနဲ့ထိုးတာမဟုတ်ပဲပြိုင်ဘက်ကိုဒေါသမထွက်ပဲစိတ်ရှိရှိနဲ့ပြိုင်ဘက်ရဲ့အားနည်းချက်ကိုရှာတာ။အားကစားကိုအားကစားလိုပဲကစားပြီးအနိုင်ယူနိုင်တဲ့နည်းလမ်းကိုရှာတာကပွဲတစ်ပွဲကိုအနိုင်ရစေတဲ့ point တွေကတစ်ခုပါပဲ။ပွဲကတော့ဒိုင်ပွဲရက်နဲ့ပဲပြီးဆုံးသွားခဲ့ပြီးဒိုင်ကအန်ရီယရှိရဲ့အခြေအနေမို့လို့လည်းပွဲကိုရလိုက်တာပါ။ပွဲမြင့်ရင်လည်းဒိုင်ယာဒီထက်အခြေအနေစိုးဝယ်ရှိပါတယ်။ပြီးကန်ဒီလေးမှာလည်း Van က10ချက်လောက်ဆင့်ထိုးနေတာပါ။ Van ရဲ့ထိုးချက်ကလည်းအပေါ်မှာကျွန်တော်ရှင်းပြခဲ့တယ်လို့သိတဲ့အတိုင်းပါပဲ။ဒါကိုတော့တာယာကဒိုင်ကိုမကျေနပ်ပါဘူး။ပွဲပြီးတော့ Van တို့ဂျာနဲ့ပတ်သက်ပြီးဘာပြောချင်လဲဆိုတဲ့အမေကိုနွားလုံးများများတောက်ထားဖို့ Van ကအမှားစကားပါလိုက်ပါတယ်။ဒီပွဲကိုလာကြည့်တဲ့ Van တို့ဂျာကလည်းပွဲကြည့်နေရင် Van ရဲ့အားနည်းချက်ကိုသူရှာတွေ့ခဲ့ပြီလို့လေပြန်တိုက်သွားပါတယ်။ Van ကအခုဆိုချန်ပီယံစစ်ဖြစ်အောင်တက်တည်ပြနိုင်ခဲ့ပြီးသူ့ရဲ့ကပတ်ကိုလည်းကာကွယ်နိုင်လိုက်ပါပြီ။ Congratulations ပါ Van ကြီး Van အတွက်ဂုဏ်ယူပါတယ်။မြန်မာလန်ကိုခြုံထားတယ်မြန်မာကိုသားပြုတိုင်းရင်းသားလေးကိုကျွန်တော်တို့အားပေးနေအောင်ပါပါ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးတင်ဆက်ပေးပြီးဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုတွေ tactical analyze ဗီဒီယိုတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာ။ comment မှာ YouTube link လေးချပေးထားပါတယ်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။